Zilla project တွေများစွာရှိတဲ့ထဲမှာ1 square feet ကိုမြန်မာငွေ3,000,000 ကျော်နဲ့စပြီးဝယ်လို့ရမယ် Zilla project ကိုလည်းမိတ်ဆက်ပေးမယ် location အနေနဲ့ဆိုရင်လည်းအရှိတကုံရဲ့အမှတ်နှစ်လမ်းမကြီးဖြစ်တဲ့နေရကျော်စာလမ်းမကြီးပေါ်မှာတည်ရှိနေတာဖြစ်ပြီးတော့သူ့ရဲ့အဒီနားမှာဆိုရင်လည်းတကုံတက်ကတော်ရှိမယ်ပင်လုံဆေးရုံရှိမယ်နောက်တစ်ခုကကြတော့အချက်ချကြရဲပေါ့နော်ရန်ကုန်စီးပွားရေးတက္ကသိုလ်ရဲ့အဒီနားမှာလေးတည်ရှိနေတယ်ဒီလိုမျိုးအချက်ချကြပြီးတော့နောက်တစ်ချိန်မှာဖွံ့ဖြိုးတိုးတက်လာမယ့် develop ဖြစ်လာမယ့်နေရာတွေထဲမှာတစ်ခုအပါဝင်ဖြစ်တယ်မြေခွက်ဆယ်တွေကတော့ပေ30 60ရှိမယ်ပေ40 60ရှိမယ်ပေ80 60ထိလည်းရှိအောင်ပါအဲ့တော့လူကြီးမင်းတို့အနေနဲ့ကိုယ်စိတ်တိုင်းကမြေခွက်ဆယ်တွေကိုရေးချယ်ဝယ်ယူရရှိနိုင်တဲ့အပြင်ကိုမှငွေကြေးတာနဲ့တန်းပြီးတော့လေခရမ်းကြီးပေါင်းရအောင်ပါ project facility အနေနဲ့ကတော့ compound တွင်းထဲမှာဆိုလို့ရှိရင် minimat တွေပါမယ်ပန်းချံပါမယ်ကလေးကစားခွင့်တွေပါမယ်အဲ့ဒီပြင်ကိုမှ gate compound system လည်းပါဝင်မယ်24နာရီလုံခြုံရေး system လည်းရှိနေမယ်အဲ့ဒီပြင်ဝယ်ယူထားတဲ့မြေကွက်တွေကိုလည်း6ပေအမြင့်ရှိတဲ့ compound နဲ့ဖွဲ့စည်းပေးထားမှလည်းဖြစ်တယ်ရေမီအိမ်ရှိအရာကိုလည်းတွဲပေးအောင်ပါဝယ်ပေးချင်မှုပိုင်းမှာလည်းဝယ်ယူတဲ့ customer တွေအဆင်ပြေအောင်လို့ cash down နဲ့ developer လုံးဆိုပြီးတော့2မျိုးရှိတယ် developer လုံးမှာဆိုရင်လည်း12လအထိတုံးမဲ့အရေးကြနဲ့လည်းရွေးချယ်ဝယ်ယူရနိုင်သေးတယ် developer ဆိုင်ရဲ့အသက်တာသုံးစင်းနဲ့ရောင်းချပေးနေတဲ့အပြင်ပေါ်မှာ1 square feet ကိုမြန်မာငွေ3,000,000ဆုံးလေးနဲ့ပဲရရှိမှာအဲ့ဒီအပြင်ပေါ်မှာ lifestyle ဘိုင်မို့နဲ့ချိတ်ဆက်ပြီးတော့ဝယ်ယူတဲ့သူတွေအတွက်လည်း addition discount အနေနဲ့10% ထိလည်း discount ရရှိအောင်ပါအဲ့ဒီအပြင်ဝယ်ယူတဲ့သူတွေအတွက်လည်း costly bonus welcome အနေနဲ့လည်းလက်ဆောင်တွေထည့်ပေးပါအောင်မှာရှိတယ်အဲ့ဒါကြောင့်လို့စိတ်ဝင်စားတဲ့သူတွေအနေနဲ့ဝယ်ယူပြီးတော့ invest လုပ်ထားခြင်းနဲ့ဆိုရင်တော့ VIP hotline နံပါတ်လေးကိုဆက်သွယ်ပြီးတော့ register တင်ထားမှသာနဲ့ addition 10% discount အပြင်ကိုမှ trustee welcome bonus တွေကိုလည်းရရှိသွားမှာဖြစ်ပါတယ်